တော်မင်္ဂလာချမ်းဝကျဲကြီးတွေမှာခုနှစ်ရက်သားသမီးများစိတ်ချမ်းသာအဖဆရာမင်းသိင်ခရဲ့တာရဝေးဆရာဟိတ်ပြင်းတော်မှာမော်ဝီမြို့နယ်ကိုလုံးကွင်းကပိန်းနေကိုရွာလေးမှာဘာသာတရားကိုင်းဆိုင်ရာအရက်ဒီတာပါအစင်ပြေချောမောလာတယ်တင်မွေးတော်ဤဒီရှိရနေရခုနှစ်ရက်သားသမီးစိတ်ချမ်းအောင်အဖဒေါက်တာမင်းသိင်ခရဲ့တပည့်ရင်ဖြစ်တော်ဆရာဟင်းပြင်းတော်မှာတဲတော်ဖေးရလက္ခဏာဝေသပြားမြူပဲကုညီဟောကြားလာအယူတော်မင်္ဂလာကျက်တီတိုးလာတာအယူတော်မင်္ဂလာချမ်းဝကျဲကြီးမှာအိုးလူများတတဝါအေးချမ်းရ